နေရာသေးလေးတစ်ခုမှပြောင်းနေဖြစ်တော့ဒါကကောင်းမွန်တဲ့ပြောင်းလဲတဲ့ဖြစ်မှာပါလို့သူကတွေးထားမိအောင်ထိုင်မဲ့ကြောင်မိသိမ့်မကြအောင်အိမ်နီးနားချင်းတယောက်ကသူ့ကိုစော်ကားသူတွေပြောလာတယ်သူကတို့ဂေးဖြစ်နေအောင်မုန်းနေတာတခါလေးဆိုရင်ဘာဖြစ်စီရင်လဲလည်းမသိဘူးတို့တကောင်ပြစ်ပေါက်တယ်လူပြတ်တဲ့အချိန်မျိုးဆိုချောင်းရိပ်တာတို့ဘာလို့လဲတို့ကိုလှုပ်လာတယ်တလားလောက်နေပြီးတော့ဒီမှာဆက်မနေတော့ဘူးတို့ဆုံးထက်လိုက်တယ်ကျိုးပေးထားတဲ့အိမ်လားကလက်ကျန်နှလားကိုလည်းတို့ခင်းဆိုင်တော့တို့ကအေးဆေးပဲနေကြတယ်အိမ်ကနေမထွက်ခင်ညမှာပဲသူတကားဝါကိုရှောက်လာတယ်သူတခုတုံးတုံးကြီးနေတယ်ငါတောင်းမှန်ပါတယ်ငါနဲ့ကိုသဘောကျရဟာငါဘာလို့ရမှန်းမသိဘူးဆိုပြီးသူပြောတယ်တို့မူချလိုက်ရမလားအော်ထိုးလိုက်ရမလားဘာလို့မှမသိပဲဒီတိုင်းပဲထိုးရက်နေမိရဲ့အမုန်းပြန်တဲ့ပုံစွပ်ပြီးသူ့ကိုယ်သူဖုံးဝဲထားလေသူကတော့ကြောက်ရွံ့တုန်လုံးစိတ်တွေနဲ့အဲ့အချိန်မှာတို့နားလေလိုက်တာရှက်ရွံ့ခြင်းနဲ့ဖွင့်ထားဖို့ဝင်လေးခြင်းနဲ့မှာအကျန်းပတ်ခြင်းကကိန်းရောက်နေရဆိုတာပါပဲဘလို့ပဲခါရတောင်းပန်နေပါစေကချိုရောနေရတွေကလုံခြုံမှုမရှိနေဖို့မသင့်တော်ပါဘူး